ဟုတ်ကဲ့ကျွန်တော်ချက်ထားတဲ့ကြက်အာလူကာလာတဲ့ကြက်နဲ့ထမင်းစားမှာဖြစ်ပါတယ်ဒါတော့ကြက်အာလူကာလာတဲ့ကြက်လေးကျွန်တော်ချက်ထားတာဖြစ်ပါတယ်နောက်ဆလဲရက်လေးရဲ့သခွားသီးရဲ့ရှောက်ရက်ရဲ့ကျန်းကျက်ပြီးရဲ့အပီးလေးနေပြီးစားမှာပါကျွန်တော်ကင်မရာမန်ရိုက်ချင်တယ်လို့ရိုက်ယူကျွန်တော်လည်းစားချင်တယ်လို့စားပါမယ်ခင်ဗျားတို့လည်းစားကြအိမ်မှာကိုယ့်ဘာကိုချက်စားပါအိမ်မှာချက်မစားကြတော့ဝယ်စားပါကျွန်တော်ကတော့ချက်စားလိုက်ပါပြီအပြီးဆမ်းမယ်ပြီးလို့ရှိရင်ပေါင်လုံးတစ်လုံးကိုဆယ်ပြီးတော့ကျွန်တော်ကြိုက်ပါမယ်သူတို့တော့မချမ်းတော့ပါဘူးကျွန်တော်ပေါင်လုံးစားခြင်းလို့ကိုယ့်ဘာကိုကြံဖန်ပြီးလုပ်ထားတာပါဗမာလိုပဲလက်နဲ့နေလိုက်ပါတယ်လက်နဲ့နေဗမာလိုကြီးစားကြပါဦးဗမာလိုကြီးကြိတ်လိုက်ပါပြီပါဇက်တွေကိုထည့်ပြီးတော့ဆလဲရွက်တွေလည်းကြိတ်လိုက်ပါတယ်ကြည့်ရတာငတ်တိုင်းပြလာနေသလိုပါပဲတခွားလေးလည်းလုံးလိုက်ကြိတ်ပါတယ်ပါဇက်တွေထိုးထည့်ပြီးတော့ဝလမိုက်ထောင်ပြီးတော့ကြိတ်ပါတယ်ကျန်းကျက်ဒီတစ်လုံးလုံးကြိတ်ပါမယ်ပြီးနောက်တစ်လုံးထပ်ဆယ်ပါတယ်အာလူပါအာလူကတော့စားလို့ကောင်းပါတယ်အီကြီးလေးပါချက်ပေါင်းလုံးကိုကြိတ်ပါတယ်ကုံတော့မစားရပါဘူးမိမတူတော့ခြံထားအောင်လို့ပြောပါတယ်ခြံထားရင်သူကကျွန်တော်ကြိတ်မယ်လို့ပြောပါတယ်ကျွန်တော်လည်းကြိတ်မခံနိုင်ပါဘူးကျွန်တော်လည်းချက်ပေါင်းတစ်လုံးရှိတာသူတော့မခြံသူတော့မကြံကျွန်တော်ကြိတ်ခံရမှာဆိုလို့သူတော့တဝက်ခြံထားပေးလိုက်ပါတယ်ခြံတဲ့တဝက်ကသူကြိတ်သွားပါတယ်ခရမ်းသီးနဲ့ဆလဲရက်ကိုများများစားတဲ့အသားတွေကြတော့သူတို့ကခြံထားလို့ပြောပါတယ်ကြိတ်လိုက်ပါတယ်ကုန်ပါတယ်တဝက်စားပြီးတော့ကျွန်တော်အယိုးကြိုက်ခိုင်းတာပါသူကတဝက်စားသွားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် follow လေးနှိပ်ပြီး tag လေးပေးပြီး comment လေးရေးခဲ့ပါဦးကျွန်တော်ရေးပိုင်းကိုကိစ္စကိုရှင်းသလိုကိုချက်ပြီးပြုတ်ပြီးစားပြီးတောက်ပြီးသားရတယ်ကိုယ့်ဘာကိုဆေးရပါတယ်ရိုက်ပြစားပြရုံနဲ့မဟုတ်ပါဘူးပြီးပြီးသားကိစ္စကိုလည်းကိုယ့်ဘာကိုရှင်းရပါတယ်အားလုံးကျေးဇူးတင်ပါတယ်